သမီးလေးရေဘဝမှာလွယ်ကူတဲ့အရာတွေရှိသလိုခက်ခဲတဲ့အရာတွေလည်းရှိရအောင်မှာပဲအောင်မြင်တဲ့အချိန်တွေရှိသလိုရှုံးနိမ့်တဲ့အခိုက်အတန့်တွေရှိလာတဲ့အခါရဲရဲတင်းတင်းလက်ခံလိုက်ပါရှုံးနိမ့်နေဆိုတာအောင်မြင်ဖို့အတွက်ကြိုးစားအားထုတ်သူတွေနဲ့မစိမ်းတဲ့ရလဒ်တစ်ခုပါအကြိမ်ကြိမ်ရှုံးပြီးမှအောင်မြင်သွားတဲ့သူတွေအကြောင်းရှာဖွေဖတ်ကြည့်ပါကိုအားပေးပါဘယ်တော့မှကိုအပြစ်မတင်ပါနဲ့ကိုအထင်မသေးလိုက်ပါနဲ့ကိုနာကျင်အောင်မလုပ်ပါနဲ့ကိုခွင့်လွှတ်ပါကိုဘာပဲဖြစ်ဖြစ်အကျွေးမဲ့လက်ခံပါကိုချစ်ပါဘဝကပျော်စရာအဖြစ်အပျက်လေးတွေအမှတ်တရလက်ဆောင်ပေးလာတဲ့အခါပြုံးလေးလက်ခံပါနာကျင်ကြေကွဲစရာရှုံးနိမ့်စရာအဖြစ်အပျက်လေးတွေပေးလာတဲ့အခါမှာလေပြုံးနိုင်မှုလက်ခံနိုင်မှုကြိုးစားပါသမီးစိတ်ထဲမှာအမြဲနှလုံးသွင်းထားရမှာကဘယ်အရာမှမမြဲဘူးဆိုတဲ့အသည့်လေးပါပဲအရာရာဟာခဏလေးတွေပါပဲပျော်ရွှင်စရာရောစိတ်ညစ်စရာရောအောင်မြင်တာရောရှုံးနိမ့်တာရောတကယ်ကိုခဏလေးတွေပဲမို့ဘဝရဲ့နေ့ရက်တိုင်းအချိန်တိုင်းကိုတတိရှိလေးနဲ့နေတတ်အောင်ကြိုးစားပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်